အမျိုးသားတယောက်ဟာသူ့ရဲ့ဦးခေါင်းကိုတန်ဆက်ကိရိယာတစ်ခုထဲမှာညှပ်မိနေပြီးအနှဲငယ်လှုပ်ရှားလိုက်တာနဲ့တေဆုံးသွားနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။သူအားနည်းနေတဲ့အခြေအနေကိုမြင်တော့ရန်သူဟာဝမ်းသာအားရနဲ့လောင်ပြောင်ရမောခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားဟာအန်ဒီယန်နဲ့ရင်ဆိုင်နေရပေမဲ့လည်းတီတီငိမ့်ငိမ့်နဲ့ဗုဒ္ဓစာပေကျမ်းဂန်တွေကိုရွတ်ဖတ်နေခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုရန်သူရဲ့ဦးခေါင်းဟာလည်းအလားတူတန်ဆက်ကိရိယာတစ်ခုထဲမှာညှပ်မိသွားပါတယ်။တန်ခွန်းညတဖြည်းဖြည်းတင်းကျပ်လာတဲ့အခါမှာတော့ရန်သူဖြစ်သူဟာဘလို့ရက်တန်းဟမလဲမသိပဲထိတ်လန့်တုန်လှုပ်သွားပါတယ်။အဲ့ဒီအမျိုးသားဟာတော့ရွတ်ဖတ်နေတာကိုမြည်ရပဲရန်သူကိုသူ့ရဲ့တပ်ဖြတ်လိုတဲ့စေရိုင်းတွေကိုစွန့်လွတ်ဖို့တိုက်တွန်းခဲ့ပါတယ်။ဒါပေမဲ့ရန်သူကတော့နားမထောင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ရန်သူဟာသူ့အသက်ကိုကယ်ဖို့အတွက်အသေးအတန်ကြိုးစားရင်းသူ့ရဲ့အကြမ်းဖက်တဲ့နီးလန်းတွေကိုရပ်တန့်ဖို့သဘောတူလိုက်ပါတယ်။အဲ့ဒီအခါမှာစက်ကိရိယာဟာသူ့အသက်ကိုချမ်းသာပေးသလိုမျိုးတဖြည်းဖြည်းရော့ရလာခဲ့ပါတယ်။သို့တော်လည်းအဲ့ဒီအမျိုးသားဟာသူ့ရဲ့သာသနာဝန်ထမ်းသုံးတောင်ဝေးကိုလွတ်ခါလိုက်တဲ့အခါမှာတော့သူ့ရဲ့ဦးခေါင်းမှာညှက်နေတဲ့တန်ဆက်ကိရိယာဟာကျူးပြတ်သွားပါတယ်။ဒါကိုမြင်တဲ့ရန်သူဟာမယုံကြည်နိုင်လောက်အောင်ဖြစ်သွားခဲ့ရပါတယ်။အဆုံးမှာတော့ရန်သူဟာတိုက်ပွဲကိုငြင်းချမ်းစွာအောင်နိုင်ခဲ့တဲ့ထိုအမျိုးသားထံမှာလုံးဝအရှုံးပေးတူးထောက်သွားပါတော့တယ်